မင်္ဂလာပါပြီးခဲ့တဲ့ဘက်ကတော့အလုပ်ဒီမာတော့မတင်ပြပါဘူးအခုအားတဲ့အချိန်မှာအခုဒီကိုဖြစ်ချင်တဲ့ကဏ္ဍလေးရလဲလုံးမထွက်လာတဲ့ခါကျတော့တိုက်ဆိုင်နေရတယ်ဒီမွေးကဏ္ဍလေးကိုထပ်ပြီးတော့အားကောင်းလို့တင်ပြလိုက်ပါတယ်အားလုံးလည်းရသိချင်လို့နော်အဲ့တော့နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးကိုကြည့်လိုက်ပါသူ့ရဲ့ဘေးမှာ3 ခွန်ဆိုတဲ့ကဏ္ဍလေးကြည့်လိုက်အဲ့နှစ်ခွန်ရဲ့ဘယ်ဘက်တပင်ကျော်မှာသူက9ချိန်ထွက်နိုင်တဲ့ကဏ္ဍကိုကြည့်ရကြပါ684လို့ထွက်တယ်684လို့ဒီနှစ်ခွန်3 ခွန်ရဲ့ဘေးရဲ့ကတ်မှာ684လို့ထွက်တယ်နော်သူ့ရဲ့ဒီရဲ့တပင်ကျော်ဘေးရဲ့ကတ်လေမှာ846လို့3ချိန်မြောက်ထွက်တယ်4ချိန်မြောက်ကိုသူကဘယ်ချိန်မှာထွက်တုံးဆိုတော့18ချိန်မှာ684လို့ထွက်တယ်သူက9ချိန်ထွက်ရမှာနော်9ချိန်ထွက်ဖို့အတွက်ကိုသူကတပင်ကျော်မှာဒီ684ကို9ချိန်တိတိထွက်ဖို့အတွက်ကိုဒီဘက်ကကဏ္ဍထွက်ပြီးသားကဏ္ဍကိုအဲ့ဘက်နှစ်ထဲမှာထွက်ရမယ်ဆို8နဲ့5ဆိုကဏ္ဍဒီ2016မှာ8နဲ့5လို့ထွက်လာပြီကွာအခု9ချိန်မြောက်684လို့ထွက်တယ်သူနဲ့ပုံစံတူတယ်ဗျာဒါလေးကတကယ်ဖြစ်တော့ခြေခဲလေးပြီးခဲ့တဲ့ဘက်ကဆိုရှင်ဒီ4.5ဆိုပြီးတော့မွေးထိုးဖို့ဆိုတင်လိုက်တာအချိန်ရလဲကိုကအဲ့ချိန်မှာ4ချိန်မြောက်ပိုးပြီးတော့ကြိုက်လို့4ချိန်မြောက်လို့ပြောလိုက်တာဒါနဲ့666လုံး339အလွန်ကြမှာလားထွက်တာအခုမိတ်ဆွေတွေကတချို့စိတ်ရှည်ပြီးနဲ့မွေးထိုးတယ်လို့ကတော့တချို့တလူရောပေါက်တယ်လို့တော့ပြောပါတယ်အဲ့တော့ကိုကအဲ့လိုဖြစ်မှဆိုလို့ဒီဟာထိုးရင်လေဇွဲနဲ့အားလုံးခုနပြောစိတ်ရှည်ပြီးတော့ထိုးသိချင်ပါတယ်ကဏ္ဍတစ်လုံးကိုပေါင်းခြင်းမှာပိုင်တဲ့လူရှိတယ်ဆိုလို့ရှိရင်ဟိုမှာ1ပိုင်နေဆိုရှင်ဟိုမှာဒီ9.5အခုတင်မယ်ဆို9.5ဆိုတာ1နဲ့ပါတယ်ပိုးပြီးတော့တင်းထိုးသိချင်တယ်9တစ်လုံးပိုင်နေဆိုလို့ရှိရင်9တစ်လုံးပြောတဲ့လူကပိုင်နေဆိုရင်ဒီကဏ္ဍပိုးတင်းထိုးသိချင်တယ်နော်အကြံပေးတာကအခုဒီနှစ်ခွန်အခုလာပြီ3 ခွန်သူနဲ့တူတယ်တူလို့ပဲနော်နှစ်ခွန်3 ခွန်နှစ်ခွန်3 ခွန်သူကအဲ့တော့သူ့ရဲ့ဘယ်ဘက်ဝေးဘယ်ဘက်ကိုတပင်ကျော်လိုက်လို့ရှိရင်9ချိန်တိတိထွက်နိုင်တဲ့ကဏ္ဍကိုလိုက်ကြည့်လိုက်ပါ9.5လို့ထွက်တယ်နော်အဲ့9.5ကိုနှစ်ခွန်3 ခွန်ရဲ့ဘေးရဲ့ကတ်မှာ159လို့2022ချိန်မင်္ဂလာဦးကဏ္ဍထွက်တယ်အဲ့လိုပဲ2023မင်္ဂလာဦးကဏ္ဍမှာ9.9လို့ပြန်ထွက်တယ်အဲ့ဒီကနေစင်းချသွားတယ်ဆိုတော့သူကဘယ်နှချိန်ထွက်သွားရော1ချိန်2ချိန်3ချိန်ထွက်သွားပြီနော်4ချိန်မြောက်ထွက်ဖို့အတွက်ကိုဒီမှာကြည့်လိုက်21ချိန်မြောက်မှာ951လို့သူကပြန်ထွက်တယ်951လို့ထွက်ပြီးတယ်အဲ့တော့ဒီကဏ္ဍ9ချိန်ထွက်ရမှာနော်အခု4ချိန်ထွက်သွားပြီ4ချိန်ထွက်သွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကဏ္ဍဒီဘက်နှစ်ကတပင်ကျော်ကအခု2025တဲ့ထွက်ပြီးသားကဏ္ဍကိုဒီဘက်2026မှာပြန်ထွက်ပြမယ်ဆိုတော့ဘာထွက်သွားတော့1.5ကို9.4လို့အခုထွက်တယ်ဟာတော်တော်အားကောင်းသွားရယ်နော်အားကောင်းသွားတဲ့အတွက်ကြောင့်မလို့သူကတော့အမှန်မှန်ကတော့ကိုကဖြစ်စီနေတာတော့ဒါမွေးကဏ္ဍလေးပါပိုးပြီးတော့ခိုင်မာတော့ပေါ့နော်9ချိန်မြောက်ထွက်ရမှာဒီဘက်မှာ684 5ချိန်ထွက်တယ်ဒီဘက်မှာ159 5ချိန်ထွက်ဖို့အတွက်ကိုအဲ့လိုမျိုးလေးအထောက်ဒီနှစ်ခွန်3 ခွန်ရဲ့ပုံစံလေးကားလေးနဲ့ကိုကအခုတင်လိုက်တာပါချစ်မိတ်ဆွေအားလုံးပေးတဲ့အားပေးတဲ့ပြည်သားအားလုံးပေါက်ကြပါသေးအခုလေဒီအခုနှစ်ထဲမှာမွေးထိုးဒီအခုနှစ်ထဲမှာဒီ2026ခုနှစ်ထဲမှာမွေးထိုးဖို့အတွက်တင်ပေးလိုက်တာပါအားလုံးပေါက်ကြပါသေးလို့လည်းဟိုကဆူတောင်းပါတယ်အခုကဒီစကရိုက်လေးလေးနှိပ်ပေးပါလို့မြစ်တိုင်ရက်ခံပါတယ်